Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အသားလေးကနှုတ်အိပ်ပြီးတော့စီစီပိုက်ပိုက်လေးနဲ့အရန်ကိုရတာရှိတဲ့တောက်ပုတ်ကြီးအလွယ်ပြုလုပ်နည်းလေးကိုလာမျှဝေပေးတာဖြစ်ပါတယ်အရင်ဦးဆုံးကောက်ညင်မုံဟင်းခတ်စွန်းနဲ့နှက်စွန်းစာကိုပကံတစ်လုံးလေးကိုထည့်ပေးလိုက်ပါတယ်ပြီးတော့ဆန်မုံဟင်းခတ်စွန်းနဲ့တစွန်းစာကိုထည့်ပေးလိုက်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်တော့ကောက်ညင်မုံနှစ်စာဆန်မုံတစ်စာပေါ့နော်ပြီးတော့စားနှဲငယ်ထည့်ပြီးတော့နှက်သွားအောင်မှွေထားပေးလိုက်ပါတယ်ပြရနဲ့ရေကိုနည်းနည်းချင်းစီထည့်ပြီးတော့မှွေသွားပေးလိုက်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ဖြိုးသုံးသွားလိုက်တာရေ50 ml လောက်ရှိပါတယ်ဒီမုတ်သားနေတဲ့ချိန်မှာဆိုလို့ရှိရင်ဖြိုးမုတ်လို့ရေပေါ်မုတ်သားကိုနယ်တယ်လို့ပဲပေါ့နော်ရေကိုနည်းနည်းချင်းစီထည့်ပြီးတော့မုတ်သားလေးနဲ့ရေနဲ့နှက်သွားတဲ့အထိပေါ့နော်နယ်သွားပေးပါဖြစ်ပါတယ်ဒီနေ့ထားလေးပေါ့နော်ကဲဖြိုးနဲ့သွားရင်နဲ့မုတ်သားလေးတွေကလုံးဝညံ့ညက်လေးနဲ့ဒီနေ့ထားလေးရလာပါလိမ့်မယ်နော်ဒီလိုလေးဖြစ်လာပြီဆိုလို့ရှိရင်ဖြိုးစပြီးတော့တောက်ပိုကီဆန်ချောင်းလေးတွေကိုလှိတ်ထားပေးလိုက်ပါမယ်နော်အချောင်းသေးကြီးကတော့ကိုယ်ဆက်ကြပါနော်ဖြိုးကတော့အချောင်းလေးတွေကိုလှိတ်ပြီးတာနဲ့ဒီလိုမျိုးပေါ့နော်ဓာလေးနဲ့လှိထားပေးလိုက်ပါတယ်ဒီနေ့ထားလေးပေါ့နော်ဖြိုးလှိတ်ထားတဲ့အချောင်းလေးရတော့ပြရနဲ့ဘန်လေးထက်မှာစီစီရီလေးထားပေးလိုက်ပါတယ်ရှင်တောက်ပိုကီအချောင်းလေးတွေလောက်ပြီးတာနဲ့ပပွက်ဆိုတဲ့ရင်းနှီးဦးထဲကိုထည့်ပြီးတော့ပြုတ်ထားပေးလိုက်ပါတယ်ဖြိုးတော့မုတ်လို့ရေပေါ်ထည့်ပြီးတော့ပြုတ်တဲ့ပုံစံလေးတိုင်းပါပေါ့နော်ဒီမုတ်သားလေးတွေကိုထည့်ပြီးလို့ရှိရင်တော့ရေပေါ်မှာပေါ်လာတဲ့ထိပေါ့နော်ခဏလောက်ပြုတ်ထားပေးလိုက်ပါတယ်ကဲပပွက်ဆိုတဲ့ရေပေါ်မှာပေါ်လာပြီးရတဲ့ဖြိုးက2မိနစ်3မိနစ်လောက်ထပ်ပြီးတော့ပြုတ်ထားပေးလိုက်တာပေါ့နော်2မိနစ်3မိနစ်လောက်ကြာမှဆက်ထုတ်ပြီးတော့ရေအေးလေးနဲ့စိတ်ထားပေးလိုက်ပါတယ်ကဲပြီးလို့ရှိရင်တော့ဖြိုးတို့မြုပ်တီနှစ်ကိုလာဆက်ပေးလိုက်ပါမယ်နော်အယုံစပကံတစ်လုံးထဲကိုအသားမှုန့်နှဲငယ်တခြားနှဲငယ်ပြီးတော့မြုပ်တီအစိမ်းမှုန့်နှဲငယ်နဲ့ဒီကိုရီးယားမြုပ်တီနှစ်နှဲငယ်ကိုထည့်ပေးလိုက်ပါတယ်ပြရနဲ့ပဲငက်ပြဲအကြီးထမင်းစားစုပ်တစွန်းစာလောက်ကိုထည့်ပြီးတော့ရေနှဲငယ်ကိုထည့်ပြီးတော့ဖြောထားပေးလိုက်ပါတယ်ရှင်ဒီတော့ပိုကီဆန်ချောင်းသားလေးရဆိုလို့ရှိရင်ပေါ့နော်နူအစ်ပြီးတော့အရင်ကိုစားလို့ကောင်းပါတယ်အနက်လေးကလည်းကိုရီးယားမမအနက်လေးလို့ပေါ့နော်တော်တော်လေးကိုစားလို့ကောင်းပါတယ်ရှင်ကဲဖြိုးထားလိုက်တဲ့မြုပ်သီးနှစ်လေးရပြီဆိုလို့ရှိရင်ဖြိုးတို့အိုးဘူးထဲကိုထောပတ်နှင်းငယ်ကိုထည့်ပေးလိုက်ပါမယ်နော်ဒီနေရာမှာထောပတ်မရှိရင်ရိုးရိုးစီကိုထည့်မယ်ဆိုတော့ရပါတယ်ရှင်ပြီးရနဲ့နုံနုံစင်ထားတဲ့ကြက်သွဖြူနှင်းငယ်ကိုထည့်ပြီးတော့အနက်လေးမွေးလာတဲ့အထိစီသက်ပေးသွားလိုက်ပါတယ်ကဲဖြိုးလို့စီတက်ထားတဲ့ကြက်သွဖြူလေးကအနက်လေးမွေးလာပြီဆိုလို့ရှိရင်တော့ဆက်ထားတဲ့ငှက်သီးနှစ်လေးကိုထည့်ပြီးတော့ပွက်ဆူလာတဲ့အထိတက်ထားပေးလိုက်ပါတယ်ကဲဖြိုးတို့ရဲ့ငှက်သီးနှစ်ရေလေးကပွက်ဆူပြီးတော့ဒီလိုမျိုးခပ်ပြပြနေထားလေးတွေရောက်လာပြီဆိုလို့ရှိရင်တော့ဖြိုးကတော့အသားချောင်းလေးနဲ့ငယ်နဲ့ဒီတုပ်ပုတ်ကီဆန်ချောင်းလေးတွေကိုထည့်ပေးလိုက်ပါတယ်ဒီနေရာမှာအသားချောင်းလေးတွေအသားလုံးလေးတွေမရှိမှထည့်လိုက်ရပါတယ်နော်ကဲပြီးလို့ရှိရင်တော့လုံးဝနှက်သွားအောင်ပေါ့နော်မှွေထားပေးလိုက်ပါတယ်ပြီးတာနဲ့ဖြိုးကဒီရေလေးနည်းနည်းလေးခန်းလာတဲ့အထိပေါ့နော်ခဏလောက်ချက်ထားပေးလိုက်ပါတယ်ရှင်